ဒီဆက်ထက်ခံရတဲ့လူတွေအားလုံးကဘလို့ပုံစံမျိုးသွားလဲဆိုတော့မိသားစုတွေအားလုံးကစိတ်ဆင်းရဲမယ်မိသားစုတွေအားလုံးကဒီအရက်ခွဲခံရမယ်နောက်ပြီးတော့လက်ရှိမှာလည်းအထက်ခံရတဲ့ကောင်ကဘယ်လိုပြောမလဲနီးမျိုးစုံနဲ့နီးပေါင်းစုံနဲ့ဒုက္ခမျိုးစုံနှင်းမဲ့နှိပ်စက်အဲ့လိုမျိုးဒီဆက်ထက်ခံလိုက်ရတဲ့လူကဒီလိုမျိုးဝေဒနာမျိုးတွေဒီလိုမျိုးအကြောင်းအရာမျိုးတွေခံစားရမယ်နောက်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲစီးပွားပြတ်မယ်တာမယာစော်ကားခံရမယ်နောက်ပြီးဆုံးဒီကောင်ကထောင်ကြတာပဲဖြစ်ဖြစ်အချုပ်ကြတာပဲဖြစ်ဖြစ်တေသွားတာပဲဖြစ်ဖြစ်တာမယာကအာရမမရင်းပြုတ်ခြင်းခံရမယ်အိမ်အောင်တယ်ဆိုလို့ရှိရင်လည်းယောက်ျားလေးအိမ်အောင်တယ်ပဲဖြစ်မိန်းကလေးအိမ်အောင်တယ်ပဲဖြစ်ဖြစ်ဒီဆက်ထက်ခံရတဲ့လူတွေရဲ့နောက်ဆက်တွဲအကျိုးတွေကဘာဖြစ်လဲဆိုတော့ရှင်းပြသွားတာနော်ဒီဆက်ဘိုက်ထဲရောက်လာပြီဆိုလို့ရှိရင်ဒီလိုမျိုးတွေခံရတယ်ဆိုတော့ရှင်းပြသွားတယ်နော်နှိပ်စက်ခံရမငြင်းမနှိပ်စက်ခံရမယ်တာမယာပေါ်ကိုအိမ်တွင်ကြမ်းမှတ်ခံရမယ်နောက်ပြီးတော့မိသားစုရဲ့ဘယ်လိုပြောမလဲစာဝတ်နေရေးကိုအဆင်မပြေအောင်လိုက်လုပ်မယ်ပြီးရင်အရက်တွေခွဲမယ်နီးပေါင်းစုံနဲ့ပြီးလို့ရှိရင်ဒီဘယ်လိုပြောမလဲတာမယာကိုနောက်ွယ်ကနေပြီးတော့24နာရီမပြတ်ထိုင်ကြည့်မယ်တာမယာကိုဒီအာရမမရင်းကျင်တာတို့အဲ့လိုမျိုးတွေဖြစ်မယ်အများကြီးပဲနောက်ဆက်တဲ့ကြိုးစိုးတွေစိုးကြိုးတွေအများကြီးပဲအဲ့ဒါကြောင့်မလို့မင်းတို့ဒီတာဂရမှာနေတဲ့လူတွေမြန်မာနိုင်ငံမှာနေတဲ့လူတွေကိုတတိပေးတာလက်ရှိမှာကျွန်တော်အဲ့လိုအထက်ခံထားရတယ်အဲ့လိုအဲ့ခုပြောတဲ့စကားတိုင်းလည်းအားလုံးကိုကျွန်တော်ကလက်ရှိမှာခံနေရတာဖြစ်တဲ့အတွက်ဒါကျွန်တော်ကံကောင်းရတာတခုတော့ကျွန်တော်လွတ်သွားပြီဒီဘဝကနော်ဒါပေမဲ့ဒီကောင်တွေမလွတ်တော့ဘူးဆိုတော့ဒီကောင်တွေဘယ်လိုဒုက္ခပေးမလဲတော့မသိဘူးနော်ဒီကောင်တွေဒုက္ခတစ်မျိုးမဟုတ်တစ်မျိုးတော့ပေးလိမ့်မယ်ဒုက္ခကျွန်တော်ဒုက္ခပေးလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ရှင်းပြတာနော်ကျွန်တော်အားလုံးကိုအကြောင်းမလို့တတိထားပါအသွားတတိလာတတိတောက်တယ်ဘာသွားတာတို့ကလပ်သွားတာအဲ့လိုလူမျိုးတွေပို့ပြီးတတိထားဆင်ခြင်မှာမိန်းကလေးဆိုရင်လည်းလက်ရှိမှာဗိုက်ထဲတွေမှာစက်တွေထည့်ခံထားရတယ်လူတော်တော်များများမှာရန်ကုန်မြို့မှာရှိတယ်ဒါပေမဲ့ကျွန်တော်လိုတရားဝင်မလုပ်ဘူးဒီဆက်ရဲ့အာနိသင်ကိုတိမှာဆိုလို့တရားဝင်လုပ်ခွင့်မရှိဘူးဒီဆက်ဒီလူတယောက်ရဲ့စိတ်ကိုအမျိုးမျိုးပြောင်းလဲလို့ရတယ်လူကိုခိုင်းကျင်တာအားလုံးကိုအသိစိတ်ဖြောက်ပြီးတော့ခိုင်းလို့ရတယ်ဒါကလှုပ်ဝက်ချက်ဆက်ကြားဖြန့်လို့လူကုန်ကူးနယ်စပ်မှာထိုင်းတရုတ်မှာလုံးဝတရားဝင်သုံးခွင့်မရှိပါလုံးဝတရားဝင်စမ်းသက်ခွင့်လည်းမရှိပါဒါပေမဲ့ကျွန်တော်ကရန်ကုန်မြို့မှာတရားဝင်စမ်းသက်ပြီးတရားဝင်လက်ရှိမှာလုပ်နေတာဖြစ်တဲ့အတွက်ဒီဆက်ရဲ့အာနိသင်ကိုကျွန်တော်ကတည်သွားတယ်ဒီဆက်ရဲ့ကိုဘယ်လိုဖော်ထုတ်ရမလဲဘယ်လိုဒီဆက်ကဘယ်လိုမျိုးလဲဘာလဲဆိုတော့ကျွန်တော်ကတည်တယ်မင်းတို့ဒီဆက်ကအာနိသင်ကစိတ်ထဲမှာရှိသမျှအရာအလုံးကိုလောက်ခိုင်းလို့ရတယ်နေဘာဖြစ်ချင်တယ်ဖြစ်ချင်တဲ့အားလုံးလောက်ခိုင်းလို့ရတယ်အဲ့ဆက်ကလူတယောက်ကိုထိန်းချုပ်တဲ့ဆက်